ဟုတ်ကျွန်တော်ခုနကတော့မော်တာကိုအဲ့ဒီအောက်မှာထိုင်တဲ့အကြောင်းလေးကျွန်တော်ဒီကောင်ဖြုတ်ပြီးဆင်မဲ့အကြောင်းလေးကျွန်တော်ပြောပြီးတော့အခုကကျွန်တော်ဗာလေးရွေးမလဲဆိုတော့ဆိုပါစို့ကျွန်တော်တို့က underground motor အနေနဲ့ကျွန်တော်ကအဲ့ဒီစဉ်းစားမယ်ပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ကပြောင်းပြန်တက်ထားတယ်အဲ့လိုအချိန်မှာဟိုကျွန်တော်တို့ကတချို့ကြတော့မေးကြတယ်ဒီတကယ်ရွက်နဲ့ဒီ motor နဲ့ဘယ်လောက်กว่าမလဲဆိုတာအကောင်နေမစင်ခင်ကျွန်တော်ဗာလေးပြီးထားမလဲဆိုတော့ဒီကောင်ဘယ်လောက်กว่าမလဲရွေးချယ်တာစကေးအတိအကျတော့မရှိပါဘူးကျွန်တော်တို့အဓိကတော့ဗာလဲဆိုရင်တကယ်လက်တွေ့အနေထားပေါ်မူတည်ပြီးမှအလောက်ထားရမလဲဆိုတာကိုယ့်ကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်ပုံမှန်အနေနဲ့တော့ကျွန်တော်တို့တကယ်ရွက်ပတ်တာကဒီမှာရှိတယ်ဆိုရင်ဒီကောင်နဲ့6လက်မလောက်ဟာရင်6လက်မနဲ့7လက်မဟာရင်ရနိုင်ပါတယ်အဓိကတော့ကျွန်တော်တို့ကဒီကောင်ကိုနေရာလိုက်ပြီးတော့ရွေးတာပေါ့အခုကကျွန်တော်ကမော်တာအနေထားဆိုတော့သူကလော့ချထားတယ်ဒီဘက် lock ဖြီးလိုက်ပြီဆိုသူက free ဖြစ်သွားပြီဒီကောင်လေးကိုပဲအရှင်ထားပြီးတော့ကျွန်တော်တို့ကအတီတကြယူတာဟိုအဓိကတော့ကျွန်တော်တို့ underground အထူးသဖြင့် underground motor တွေမှာတကယ်ရွက်ကိုကျွန်တော်တို့က60 degree ထိထောင်နိုင်ကိုရပြီ60 degree ထောင်နိုင်တဲ့အနေထားကိုလည်းကျွန်တော်ကဒီဟာကိုလုံးဝအဆုံးထိမလိုပဲနဲ့နည်းနည်းလေးကွေးနိုင်တယ်ဆိုရင်အကောင်းဆုံးအဆုံးထိယူလိုက်ရင်သူကလုံးဝ force အကုန်တော့မှကြာကျွန်တော်တို့မသုံးဘူးဒီလောက်လေးကွေးနိုင်တဲ့အနေထားကိုယူပြီးမှ motor ဒီနေရာနဲ့တိုက်တယ်အဲ့ဒီပိုးကကကြောက်လဲသူတို့က60 degree ရောက်ပြီဆိုရင်ကျွန်တော် motor ကိုဒီနေရာမှာအတင်းထိုင်ချလိုက်ပါတယ်အဲ့ဒါလေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကတကားမော်တာတွေကိုအကျမ်းမင်းနေနဲ့အကုန်လုံးဆင်ပြီးသွားပြီဆိုမှသာလေကျွန်တော်တို့ကဒီကောင်ကိုအသေးစော်ပြီးတော့လက်နဲ့အကုန်လုံးစမ်းပြီးပြီဆိုမှမီးကျွေးပြီးတော့တစ်ချက် join တာပါဟုတ်